အယောင်စားဖွင့်ပြီးတလအတွင်းမှာပဲဘေးရင်4နဲ့5မှာရှိတဲ့အခန်းတော်တော်များများစိုးအောက်ဖြစ်သွားရတဲ့ဒီလူတွေအလူရက်ဝယ်ခဲ့ကြတယ်။ကျမတို့ရဲ့ SBS Property Hub ကနေပြီးတော့လည်းအခန်းတွေအများကြီးရောင်းထွက်နိုင်ခဲ့တဲ့ project တစ်ခုရှိတယ်။အဲ့ဒါဘာဖြစ်မယ်ထင်လဲ။ဟုတ်ပါတယ်ဒီအပိုင်းအရန်ကုန်နာမည်ကြီးနေတဲ့တကုံလမ်းမ resident ပဲဖြစ်ပါတယ်ရှင်တကုံလေးမြို့နယ်ထဲမှာအထင်ရှားဆုံးဖြစ်တဲ့တကုံလမ်းမ resident မှာအယောင်ဖွင့်ထားတဲ့ဘေးရင်4နဲ့5ဟာဆိုလို့ရှိရင်တော့အခန်းတွေတော်တော်များများစိုးအောက်ဖြစ်သွားပြီပဲဖြစ်ပါတယ်ရှင်အခုဆိုရင်ဘေးရင်6ကိုအယောင်ထပ်ဖွင့်ထားပြီဖြစ်ပြီးတော့လက်မလွတ်တမ်းဝယ်ယူနိုင်ဖို့ကျမတို့ရဲ့ SBS Property Hub ကိုအများဆုံးဆက်သွယ်လိုက်ပါရှင်ဘေးရင်6ရဲ့အဓိကအားသာချက်ကတော့ project ရဲ့အဓိက main ဝင်ပေါင်းနဲ့နှီးမယ်မျက်နှာစာလမ်းနဲ့ project ဘေးလမ်းနှစ်ခုစလုံးနဲ့လည်းနှီးဆက်မှာပဲဖြစ်ပါတယ်ရှင်နေရာလဲအချက်ချာချာ facility လဲပြည့်စုံလူနေမှုအဆင့်တန်းလဲမြင့်မားစေတဲ့ luxury residence တစ်ခုဖြစ်ပြီးတော့ payment plan အနေနဲ့ down payment 30%ကိုသာပေးချေရပြီးကြံငွေ350ကျော်နဲ့ AACC ပိုင်ဆိုင်နိုင်မယ်နောက်ဆုံးအခွင့်အရေးဖြစ်တာမလို့ investor တွေအနေနဲ့ကငွေစုပြီးအိမ်ဝယ်ခြင်းတဲ့သူတွေကြိုက်ဖြစ်နေကြတာပါပြီးတော့ဘယ်ခန်းကိုပဲဝယ် cashback 300ကျော်ကိုပြန်လည်ပေးရသွားအောင်မှာပဲဖြစ်ပါတယ်ရှင်။ဘာကြောင့်ဘေးဒီစစ်ကိုအခုပဲလက်ဦးမှုရယူတင်တာလဲ။နောက်ဆုံးလက်ကျန်အခွင့်အရေးဘေးရင်4နဲ့5ကအခန်းတွေတော်တော်များများကုံဆုံးသွားတာကိုကြည့်ချင်းအပြင်ဘေးရင်စစ်မှာလည်းအချိန်မီကုံဆုံးသွားနိုင်ပါတယ်။ Ready to move ဆိုအုတ်မြစ်ကနေအမိုးအထိအဆင့်မြင့်ဆုံး quality တွေဖြစ်တဲ့ span by foundation နဲ့ share wall စနစ်တွေနဲ့80%ပြီးစီးနေတာမလို့အချိန်အကြာကြီးစောင့်ကြမလို့တော့ပါဘူး။ Luxury facility garden area 24 hour security 24 hour lift 24 hour generator တွေနဲ့သင်ရဲ့ဘဝကိုပြည့်စုံစေမှာပါ။တကုံလမ်းမ resident မှာဆိုလို့ရှိရင်တော့8ထပ်မြင့်အဆောက်အုံ6လုံးပါဝင်မှာဖြစ်ပြီးတော့တလွာမှာ2 bedroom တစ်ခန်း3 bedroom တစ်ခန်းပါဝင်မှာပဲဖြစ်ပါတယ်ရှင်960 square feet ကျယ်ဝန်းတဲ့3 bedroom ကို3900ကျော်958 square feet ကျယ်ဝန်းတဲ့2 bedroom ကို3400ကျော်955 square feet ကျယ်ဝန်းတဲ့2 bedroom ကို3400ဝန်းကျင်နဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်စီမံကိန်းတည်နေရာလေးကတော့တကုံမြို့သစ်အရှေ့ပိုင်း၄ရပ်ကွက်မှာရှိပြီးတော့အနီးနားမှာဆိုလို့ရှိရင်တော့ City Mall ရွှေပင်လုံးပင်လုံဆေးရုံနဲ့တကုံတက္ကသိုလ်လို့ရှိမှာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးနေရာချက်ချလဲကြ facility လဲပြည့်စုံလူနေမှုအဆင့်တန်းလဲမြင့်မားစေတဲ့တကုံလမ်းမ resident ရဲ့ဘေးရင်စစ်ကအခန်းတွေကိုလိုချင်နေဆိုလို့ရှိရင်တော့ကျမတို့ရဲ့ SBS Property နဲ့အမြန်ဆုံးချိတ်ဆက်လိုက်ပါရှင်